ကျွန်တော်တို့ချက်ပေါင်းရည်တွေတောက်ချင်းကတကယ်ပဲလူနာတွေအတွက်ဒါမှမဟုတ်အနေမကောင်းဖြစ်နေတဲ့လူတွေအတွက်အာဟာရတွေပြည့်ပြည့်ဝဝရရလားပေါ့နော်ဒီနေ့ဒီဗီဒီယိုလေးမှာဒီကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အာဟာရဆိုင်ရာဆရာဝန်ဒေါက်တာစွန်သီရီပါအဲ့တော့ကျွန်တော်တို့နံပါတ်1ဒီချက်ပေါင်းရည်တွေမှာဘာတွေပါလဲပေါ့ချက်ပေါင်းရည်ဒီချက်သားတစ်ကောင်လုံးကိုပေါင်းခန့်ရည်ပဲဖြစ်ပေါ့နော်ဒီလိုမျိုးချက်ကိုရိုးပြုတ်ထားတဲ့အရည်ပဲဖြစ်အရည်တောက်သမျှဒီကျွန်တော်တို့ဒီရေဓာတ်ပေါ့ဓာတ်စားဓာတ်လိုမျိုးဓာတ်တွေပဲရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အသားစားမှာပဲအသားဓာတ်ရမှာပေါ့အဲ့တော့ကျွန်တော်တို့ချက်ကိုအသားမပါသေးတဲ့၍ချက်သားအသားဓာတ်မရပါဘူးဒီလိုမျိုးချက်ပေါင်းရည်1လီတာဘူးတစ်ဘူးမှာ protein က1 gram ပဲရှိပါတယ်အဲ့1 gram ဒီချက်ဥမှာဆိုရင်တစ်လုံးမှာစားမယ်ဆိုရင်ကျွန်တော်တို့7 gram ရပါတယ်အကယ်ပြီးအသား2ချက်သားစားရဲဆိုရင်7 gram ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးချက်ပေါင်းရည်1လီတာဘူးလုံးကြီးလူနာကိုထည့်ရင်တောင်မှလူနာသည်အသားဓာတ်ကတိတိလေးပဲရမှာဖြစ်ပါတယ်အဲ့တော့ကျတော့ကျွန်တော်တို့ဒီတကယ်လူနာကိုအသားဓာတ်ရစီခြင်းနေဆိုရင်အသားဓာတ်ရအောင်လို့အသားကျွေးမှာပဲရမှာပါအဲ့တော့ကျွန်တော်တို့လူနာတိတ်မစားခြင်းဘူးဆိုရင်တောက်စင်တာမျိုးပဲဖြစ်နောက်ဆုံးကျွန်တော်တို့ blender ထဲထည့်ပြီးတော့လုံးဝကြိတ်ပြီးတော့အယိုးပြုတ်ရည်နဲ့ဓာတ်ပြုတ်နေပေါ့နော်ကြိတ်ပြီးတော့ကျွေးလိုက်တယ်ဆိုရင်တော့လူနာမှာကောင်းကောင်းကြီးအသားဓာတ်တွေပြေဝသွားမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့လူနာတွေကိုကျွေးတဲ့ခါမျိုးမှာဒီလိုမျိုးအသားဓာတ်ရစေအောင်လို့ကျွန်တော်ဒီနေ့ပြောတဲ့နီလန်းလေးကိုလိုက်နာဖို့အတွက်အကြံပြုပြောကြားလိုက်ရပါတယ်ဟုတ်ကဲ့နောက်ထပ်ဗီဒီယိုလေးမှာချက်မှန်ဆုံတွေ့ကြမယ်နော်အားလုံးပဲတတာ